ယူချောပေးတိုးတို့ကလုံးကြီးအောင်ပြပြမှာဖြစ်ပါတယ်初めてユーチョーピーをねば、ピンイミエアイディエテーピョマ、確認コードを送信をねば。ピンイミマヤラでパスワードチャウロンをピビバ。あとにアカウント情報入力に進むそれねびば。ピンコへ情報を流ピビやめ。ピンコへ職業を手やめ。社員なアルバイトラスワを手びやめ。ピアネ、優勝講座のご利用目的簿のチェックをゆるやばえ。Login ဝင်တဲ့အခါမှာလိုအပ်တဲ့ password ရှစ်လုံးနဲ့အထက်ပြီးရင်ဒီ application ကိုဝင်တဲ့အခါမှာလိုတဲ့ password 6လုံးကိုဖြည့်ထည့်ပြရပါမယ်ပြီးရင်အမှန်ကြီးချစ်ပြီးတော့မှ口座設定進むဆိုတာတွေနှိပ်ပြီးမှာပြီးရင်口座ကိုယ့်ရဲ့ဘဏ်ကတ်နဲ့ချိန်မယ်ဆိုတဲ့ကြောင့်မို့ကိုယ့်ရဲ့ဘဏ်ကတ်နံပါတ်ကိုထည့်ပြီးတော့မှစကီးရဲ့နှိပ်ပြီးရင်ကြိုက်တဲ့နှစ်ခုရဲ့တစ်ခုကိုနှိပ်ပြီးတော့မှဆိုရင်認証アプリを起動ဆိုတော့ဆိုရင်完了したいဆိုရင်優勝ペイを始めるをနှိပ်ပါ設定完了したပြီဆိုရင်ဒီဘယ်ဘက်မှာရှိတဲ့ passive ခလုတ်တွေနှိပ်ပြီးလိုက်ရှင်優勝ペイသုံးလို့ရပါပြီဒါပေမဲ့24နာရီတွင်သုံးလို့မရသေးပါဘူး24နာရီကျော်မှသုံးလို့ရမှာပါ